佐藤さんはトイレへ行って排泄していますが、夜はポータブルトイレを使っています。排泄は介護が必要で、失禁はありません。佐藤さんがトイレကိုသွားပြီးတော့ကြတော့အနေကြီးကိုဆက်နေပေမဲ့ညကတော့အိမ်သာဦးနဲ့အသုံးပြုနေတဲ့ဒီအညီကြီးတွေကိုစနစ်ခိုက်ကိုလုပ်တဲ့အချိန်မှာလေလိုအပ်ပါတယ်လေဟိုင်းဆက်ဆက်ဝခိုက်ကိုကရေးစီရတဲ့ဒီအညီကြီးစစ်စစ်မှာသူစစစားပေးမဲ့သူကလိုအပ်တယ်လေရှိခင်ဝအားလေးမှဆက်တော့စီမထိန်နိုင်တာတွေကတော့မရှိပါဘူးလေ佐藤さんの開設について正しいものを選んでください。1番、自立しています。ここらလုံနေတယ်2番いつもトイレへ行って排泄していますအမြဲတမ်းတိုင်းကိုတာပြီးတော့ဝမ်းသွားနေတယ်စီဝမ်းသွားပါတယ်3番ရှိခင်ကအလိမဲ့စီမထိန်နိုင်တာကရှိတယ်ရှင်ပန်ရောလူဝပိုတာပိုလူတော်ကြီးလေတဲ့ဟိုက်ဆက်ရှိတဲ့အိမ်မှာညကတော့ဒီအိမ်သာအိုးထဲမှာပဲအငြိချင်းစနေပါလေဆိုတော့ကိုတာရဲ့ဝရှင်ပန်တက်スズキさんは胸が痛くて入院していましたが退院しました。静かにしているときは問題がありません。お風呂に入っているとき、胸が苦しいことがあります。入浴は介護と見守りが必要です。鈴木さんが暇がနာပြီးတော့ကြတော့ဆေးရုံတက်ခဲ့ရပေမဲ့ဆေးရုံကနေခုတော့စဉ်းစားခဲ့ပြီတတိယစိတ်နေတဲ့အချိန်မှာပြဿနာကမရှိပေမဲ့ရေချိုးခန်းဝင်တဲ့အချိန်မှာဆိုရင်ရင်ဘက်ကပြင်းပြင်းထန်ထန်မျိုးဖြစ်တာမျိုးရှိတယ်တဲ့ရေချိုးရဲ့အချိန်မှာတော့သူနာပြုအကူကနေပြီးတော့ကြည့်ရှုဆန်းစားပြီးဖို့ကလိုအပ်တယ်ဘွဲတော်နိုင်ရောတဲ့正しいものを選んでください1番鈴木さんは今入院しています鈴木さんがအခုဆေးရုံတက်နေရတယ်2番鈴木さんはいつも胸が痛いです鈴木さんကအမြဲတမ်းရင်ဘက်ကအောက်နေတယ်3番鈴木さんはお風呂に一人で入ることができます鈴木さんကအမြဲတမ်းဒီရေချိုးခန်းကိုဝင်နိုင်တယ်鈴木さんကရေချိုးခန်းကိုတယောက်တည်းဝင်နိုင်တယ်鈴木さんは出せたってもらって入浴しています鈴木さんがここにらをလက်ခံပြီးတော့ရေချိုးခန်းဝင်နေတယ်皆さん答えはどうですか答えは順番です名前佐藤さん見るဆိုအမြင်မိမိမဲဝရော့ခုမြင်ますがညာဘက်မျက်လုံးကကောင်းကောင်းမြင်ရပေမဲ့ဟိတားလေးမဲဝမီအန်နီကိုအီဒက်ဘယ်ဘက်မျက်လုံးကတော့မြင်ရတာခက်တယ်ခိခုအချာဟိတားလေးမိမိကစကိုစီခိကိုအနီကိုအီဒက်ကဘယ်ဘက်နာကနည်းနည်းကြဖို့ခက်ခဲပေမဲ့အိုခိခွဲတဲ့ဟာနာစေပါခိခုခုတော့ကတက်ခိမှာအတန်ချက်ချက်နဲ့ပြောမယ်ဆိုရင်တော့ကြားရပါတယ်ဟာနာစုစကားပြောတာမွန်တိုင်းကအလေးမဆိုင်စကားပြောရနေမှာပြဿนาမရှိပါဘူးスキの中から正しいものを選んでください。佐藤さんは左耳も右耳もよく聞こえます。佐藤さんがベベナをニャベナを考えたで。2番、佐藤さんは左耳が聞こえにくいで。佐藤さんがベベナがジャブかけで。3番、佐藤さんは大きい声で話します。佐藤さんが当てんちゃせねぴょれ。順番佐藤さんは右目も左目も見えにくいです。佐藤さんがベベမျက်လုံးညာဘက်မျက်လုံးကမမြင်ပါဘူးနဲ့အဲဒါ皆さん答えはどうですか答えは2番です名前鈴木さん井戸ရွေးရှာမှုခလုမအီဆိုတဲ့井戸ရှိတဲ့အိမ်မှာဘိန်းတက်ကလိုက်ထိုင်နဲ့ရွေးရှာနေရဲ့ဟိုင်းဆက်ဆက်ဝန်သားစင်စကိုရှိခိုက်ကောကဟိစရောတဲ့ဒီပြုစုဆောင်တဲ့သူကလိုအပ်တဲ့ရှက်ကူကြည့်ဂျီလေးစစ်ရှိတဲ့အိမ်မှာအစားအသောက်ကတော့ကိုပါကိုစားတဲ့နယူးယောက်ခုစကိုရှိခိုက်ကောကဟိစရောတဲ့ရေချိုးတဲ့ချိန်မှာတော့သူနာပြုတ်ကိုကနဲလောက်လိုအပ်တဲ့စကီနိုနာခခလာတရရှိမွန်ကိုအဲလန်တဲ့ကိုတာဆိုင်စစုကီဆန်ဝဂျီပွန်နဲ့အာလိုအစ်တဲ့ဤတို့ဆလူခိုတော့ကတခိမတ်စစုကီဆန်ကကိုယ်တိုင်လမ်းရှာပြီးတော့ရေရှာနိုင်တယ်စစုကီဆန်ဝဂျီပွန်တဲ့ခေါ်ဟောင်းတပဲလူခိုတော့ကတခိမတ်စစုကီဆန်ကကိုယ်တိုင်ထမင်းစားနိုင်တယ်3番鈴木さんは自分でトイレへ行くことができます鈴木さんがここらトイレを出ないね順番鈴木さんは自分でお風呂に入ることができます鈴木さんがここら優勝感を得ないね皆さん答えはどう思いますかコメントで書いてください